အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဂရန်နီကိုထပ်ဆော့ပြမှာဖြစ်ပါတယ်တစ်ဖွဲ့ကျွန်တော်တို့ဒီတစ်ဖွဲ့နောက်တစ်ခါပြန်ဆော့ပြမှာဖြစ်ပါတယ်ဂရန်နီကိုဘယ်လိုလုပ်မလဲအပြစ်ပေးတယ်ဒီအပြစ်ပေးတာပဲဆော့မှာခင်ဗျာဟုတ်ပြီကျွန်တော်တို့ဟုတ်ပါအပြစ်ပေးတာပဲဆော့ဟုတ်ပါပြီခဏခဏအသေးခံမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီကပိုကောင်းလောက်ပါမယ်ဒီကပိုကောင်းလောက်ပါမယ်ဂရန်နီရဲ့အိမ်မှာသွေးတွေလားကွန်းသွေးတွေလားတော့ तू ကကိုမစားတတ်တယ်ဂရန်နီကသွားမှနီးရဲညာဟုတ်ပြီကျွန်တော်တို့သိယူလိုက်လူသားတွေစားထားတာမဖြစ်နိုင်ဒါတော့ကျွန်တော်စော့နေရပါတော့ကျွန်တော်တို့ကတယောက်ကလေးစီစော့မှာပါကျွန်တော်ရယ်ကျွန်တော်တငယ်ချင်းရယ်ကျွန်တော်ညီရယ်ကျွန်တော်ညီမရယ်ပါညီမရောက်ပါအတန်လေးပြောပြီးမိတ်ဆက်လိုက်ကြအခုကတော့ကျွန်တော်ကတော့အခုစော့နေတဲ့လူရဲ့တငယ်ချင်းမှာဟုတ်တယ်ဟိုထွက်သွားပြီ ICU ဆိုပြီးတော့အော်ကြနေလဲတော့ကွာအော်ကြနေနားမကြည့်နေတော့အဲ့လိုမစောနဲ့တော့လေကျွန်တော်လည်းရောက်ပါပြီဒီခါဆိုရင်တော့ pro ကြီးစောတော့မှာလက်တစ်ဖက်နဲ့ဂရင်ဘရိုအဲ့ဒါဂရင်အောက်ဝင်ပုံလာပြီပရိုကြီးပါဂရင်ပရိုကျွန်တော်အဲ့ဒီဝိုင်းမတွေ့ဝိုင်းဝလာပြီခင်ဗျာကျွန်တော်ဘယ်မှာလဲတော့မသိဘူးခင်ဗျာလာပြီကျွန်တော်နိုင်မယ်ဟုတ်ပါဘူးနိုင်မယ်တော့ဖြစ်နေဒါမဲ့အတမဲမအောင်ကျွန်တော်တကွပြမှာပဲဖြစ်ပါတယ်လက်ပါလေခင်ဗျာလက်ပါလေလက်ရကောင်းပါလေခင်ဗျာကိုဆော့ပြီးဆန်းတော့ပြခုချိန်မှာကျွန်တော်ဟိုတယူပဲပါယူပဲညာယူပဲလို့ပြောအခုကကျွန်တော်ညာယူတယ်လို့ဟုတ်ပါရဲ့ညာညာပဲလက်စော့နေရပြီပါကျွန်တော်ညီကိုစော့ကျွန်တော်ညီကကျွမ်းနေခင်ဗျာကျွန်တော်ညီကတကွပြတော့မှာဟုတ်ပါရဲ့သူတကွပြတော့မှာကြည့်နေကြည့်တော့မပေးလေပေးလေတဲ့သူဘာသူပလင်းပြစ်ချပြီးတော့ညော့ဟုတ်တယ်နော်ပေးလေအေးဟုတ်သားပဲဆိုကဲခုချိန်မှာဆိုတော့ညီမလေးဆောင်းမဲ့လည်းပဲဖြစ်ပါလေညီမလေးอ่ะခုချိန်မှာလည်းပဲတော့မယ်ညာတော့မယ်အခုချိန်မှာကြောက်မယ်ညာကြောက်မယ်အမျိုးမပြောနဲ့လေဆော့တဲ့ချိန်မှာပြောကိုဆော့ဟုတ်ပါဟုတ်ပြီခုချိန်မှာဆိုတော့ပလင်းလေးကောက်မှပဲဖြစ်ပါတယ်ကျမပလင်းလေးကောက်ပြီးရင်ပြစ်ချပြီးတော့ခရင်အောက်ထဲဝင်လိုက်ပါပြီမင်းဘာလို့မသိဘူးဂရန်နီမလာပြီအဲ့ဒီမှာဖြတ်ရိုက်တော့ပြီရှယ်ငါတို့ဒီဆော်ရယ်ကဲနောက်ဆုံးတေးကိုကျွန်တော်ဆော့မှာပေါ့နော်ခုနကျွန်တော်ညီမကိုကြောက်လုံးလို့အတန်ပြောင်းသွားဟုတ်တယ်အချောက်တန်လို့ဘာလို့ဖြစ်သွားတာကိုရအဲ့ဒါကျွန်တော်ညီမအဲ့လိုပဲဗျာအချောက်တန်တွေဖြစ်လာစိတ်မရှိကျွန်တော်တို့ခုပေါ်ပါပြီဟာအပြင်းတွေထွက်လာရသေးကျူသေးရတယ်ညလာနာအတမဲမငါပြောကျူဘာလဲတော့မသိဘူးစီးနေနေဗျခေါင်းဖြစ်တော့မှာအတမဲမရဖားလို့ပါလေအသက်မဲမကြီးခေါင်းဖြစ်တော့မှာအသက်မဲမငါမလုံနဲ့လို့ပြောနေတယ်တမဲဒီနေ့တော့လောက်ပါပဲ